ပေးရမျိုးလေမင်္ဂလာနာခင်းပါခင်ဗျနော်ဒီနေ့ကျောင်းတော်ကြီးဖွင့်ပြီနော်ကျောင်းတော်ကြီးဖွင့်ပြီဆိုတော့ချိန်နေဘယ်လိုလာမလဲဒီနေ့မနက်တော့တစ်ချက်စောင့်ကြည့်ရအောင်ဗျာနော်ကျောင်းတော်ကြီးဖွင့်ပြီဆိုတော့ချိန်နေဘယ်လိုလာမလဲကျွန်တော်ဒီနေ့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်တယ်မလားအစားနေဆိုတော့အစားနေရတော့စောင့်ကြည့်ခွင့်ပဲလေဟုတ်တယ်မလားလောက်မယ်ဆိုရင်တော့ကျွန်တော်တို့ပပတော့ပေါ့ရမှာပေါ့နော်အများကြီးတော့လုပ်လို့မရဘူးအစားနေတွေမှာနော်3ချိန်လောက်ကဏ္ဍထွက်ပြီးကမှကဏ္ဍရှာလို့ဖွေလို့ကောင်းတာဟုတ်တယ်မလားနော်အဲ့တော့3ချိန်မပြေးသေးသေးရတော့ပပပဲထိန်ပုတ်နော်အများကြီးလည်းမလုံးနဲ့အောင်နော်အဲ့ဒါလေးမှားခြင်းတယ်โอเคအဲ့တော့ဒီနေ့တနင်္လာနေ့အတွက်နော်ဒီနေ့တနင်္လာနေ့အတွက်နေကုံကီးရတော့ကျွန်တော်တို့83တစ်ကီးပဲဖြစ်ပါတယ်ခင်ဗျနော်နေကုံကီးလေးရ83တစ်ကီးရပါတယ်တွက်ဆိုင်မနက်ပိုင်းထိတ်ကတော့6တွက်ဆိုင်မနက်ပိုင်းထိတ်ကတော့6လေးထိတ်ပဲရပါတယ်တွက်ဆိုင်ညနေပိုင်းထိတ်ကတော့6တစ်ထိတ်ပဲရတယ်ညနေပိုင်းထိတ်ကကီးနဲ့သွားညှိနေတယ်တနင်္လာနေ့တိုင်းဒီကီးနဲ့ညှိတဲ့ထိတ်ကအဆင်းများတာနော်အခုကီးနဲ့ညှိတဲ့ထိတ်ကတော့ညနေပိုင်းထိတ်ကညှိနေတယ်ဗျနော်အဲ့တော့နေကုံကီးဒီ83တစ်ကီးတွက်ဆိုင်မနက်ပိုင်းထိတ်ကတော့6လေးထိတ်ညနေပိုင်းက6တစ်ထိတ်ညနေပိုင်းထိတ်ကကီးနဲ့သွားညှိနေတယ်အဲ့တော့စနေမှာဘယ်ပုံစံဆင်းချလာမလဲဆိုတော့တာလည်းပြောလို့မထီဘူးဟုတ်တယ်မလားနော်โอเคနော်ဟုတ်ပြီကဏ္ဍတော့တာစီးပေးမယ်နော်ဒီ comment အောက်လေးမှာပဲကြည့်ပေးနော်ဟုတ်ပြီနော်မျိုးတွေအဲ့မှာကျွန်တော်တစ်ချက်ပြောချင်တယ်ဗောနော်အဲ့ဒါဘာလဲဆိုရင်ကိုဆိုတဲ့အလုံးကပျောက်ပြီးလို့ပြန်လာလို့ရှိရင်အပူးနဲ့ဆင်းလာတာများတယ်အစစ်များတယ်အဲ့တော့ဒီကိုမထွက်သေးသေးကိုပူးတစ်ကွက်ကိုအမျိုးတွေထည့်ထိုးထားပေးနော်ကိုမထွက်သေးသေးနော်ကိုပူးတစ်ကွက်ကိုထည့်ပြီးထိုးထားပေးကိုပူးဆိုတဲ့ကဏ္ဍကလည်းမဆင်းလာတာနည်းနည်းလေးကြာနေပြီနော်အဲ့တော့ကိုကပျောက်ပြီးလို့ပြန်လာရပူးနဲ့အဆင်းများတယ်အဲ့တော့ကိုပူးတစ်ကွက်ကိုကိုမထွက်မချင်းတင်ထားပေးနောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်16အောက်မှာ15ဆိုပြီးတော့ break to break အနေနဲ့ဝင်မလားအဲ့တစ်ချက်ကြိုက်တယ်ဗောနော်16အောက်မှာ15ဆိုတဲ့တစ်ကွက်ကိုကြိုက်တယ်ဗောနော်နောက်တစ်ကွက်ကတော့တောက်ကြနေမနက်မှာ16ထွက်ထားတော့ခွန်ဘရိတ်အောက်မှာခွန်ဘရိတ်အနေနဲ့ပြန်ဝင်မယ်ဆိုလို့ရှိရင်တော့4နှစ်ပြီး43ဆိုပြီးတော့လှဲကွက်အနေနဲ့43တစ်ကွက်ကြိုက်တယ်အဲ့ဒီ3ကွက်ကိုညတော့ကျွန်တော်မနက်ကြရင်နည်းနည်းဆော့တင်ထားဆိုပြီးညတင်းပေးထားတာ3ကွက်အမျိုးတွေသိရမလား15ရဲ့99ရဲ့43ရဲ့ဟုတ်တယ်မလားအဲ့ဒီ3ကွက်ကိုမနက်ကြရင်နည်းနည်းဆော့ပြီးတင်ထားပေးဆိုပြီးပြောထားတာဒါကတော့ကျွန်တော်အတွေးခွင်နဲ့စဉ်းစားလို့ရတဲ့ဟာလေးပေါ့နော်တော့ site တွေပါလေမဟုတ်ပါဘူးတွေးကြည့်တာပါနော်ဟုတ်ပြီနော်မျိုးတွေ okayဒီနေ့မနက်ကိုကျွန်တော်ကအပူးကြိုက်နေတာဗျအပူးကြိုက်နေအပူးထဲမှာဆိုလို့ရှိရင်ဘာအပူးတွေကြိုက်လဲဆိုရင်1ပူးရဲ့2ပူးရဲ့2ပူးရဲ့မဟုတ်1ပူးရဲ့6ပူးရဲ့ဗောနော်1ပူးရဲ့6ပူးရဲ့9ပူးရဲ့အပူးထဲမှာဆို3ကွက်ကိုတော်တော်လေးကြိုက်နေဗောနော်အပူးထဲမှာဆိုရင်လေနော်โอเคအဲ့တော့နှစ်ပြန်ချုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့တနင်္လာနေ့အတွက်အနေကုန်ကီးဒီ83တစ်ကီးဖြစ်တယ်တွက်ဆိုင်မနက်ပိုင်းထိပ်ဒီ6လေးထိပ်တွက်ဆိုင်ညနေပိုင်းထိပ်ဒီ6တစ်ထိပ်ပဲရတယ်เนาะကီးတဲ့ညှိတဲ့ထိပ်ကညနေပိုင်းထိပ်ကညှိတယ်ဟုတ်ပြီเนาะအဲ့တော့တီးတဲ့ကျွန်တော်တို့ထုတ်ထိုးရမယ်အကွက်ကလေးက99เนาะနောက်ပြီးတော့1543เนาะအဲ့ဒီ3ကွက်ကိုတီးတဲ့ထုတ်ထိုးရမယ်ဟုတ်ပြီเนาะအဲ့တော့အပူးထဲမှာဆိုရင်တော့99ရဲ့6ပူးရဲ့1ပူးရဲ့ကြိုက်တယ်เนาะအပူး3ပူးကိုကြိုက်ပါတယ်เนาะဟုတ်ပြီโอเคအဲ့တော့ဒီနေ့တနင်္လာနေ့အတွက်နေကုံစာ3သက်ချက်ကတော့ကျွန်တော်ပြောပြပါပြီတချို့ကမနက်ကနားထွက်ပြီးညနေကိုတင်ပေးဖို့ပြောတယ်ကျွန်တော်အခုပြောတဲ့ဟာလေးကနေကုံစာပြောတာနေကုံပဲသုံးရမှာထိတ်နဲ့ကီးနဲ့လေဒါကျွန်တော်တို့သုံးနေကြအတိုင်းနေကုံကတ်သုံးရမှာပါเนาะဟုတ်ပြီเนาะစားနေဆိုတော့ထိတ်လို့မျိုးတွေကမလုပ်ချင်ဘူးစောင့်ကြည့်အောင်မယ်ဆိုလဲစောင့်ကြည့်လိုက်အောင်เนาะနောက်တစ်ချက်ပြောချင်တာကတော့စူဘူးမွေးပေါ့เนาะခဏကျွန်တော်ပြောတယ်မလားတင်ငါးထွက်ပြီးတစ်ခွန်မွေးတစ်ခွန်ထွက်ပြီးတင်ငါးမွေးလို့ကျွန်တော်ပြောနေကြအမျိုးတွေမှတ်မိလားတချို့ကမှတ်မထားဘူးဗျအတိကထွက်လာကမှမေးသွားပြီကြံခဲ့ပြီဆိုတာတွေကလောက်တယ်မကြခဏပြီးတောက်လျှောက်ထွက်တာအထွက်အများဆုံးကဏ္ဍနေအဲ့ဒီတင်ငါးနဲ့တစ်ခွန်ကဟုတ်တယ်မလားပြီးခဲ့တဲ့တစ်ပတ်ကတစ်ခွန်ထွက်ထားတဲ့အတွက်တင်ငါးကပြန်မွေးရမှာเนาะစူဘူးမွေးအနေနဲ့မွေးကိုမွေးရမှာဟုတ်ပြီနော်โอเคဒီတစ်ပတ်အတွက်ကျွန်တော်
တသိန်းနဲ့မွေးနှစ်ကွက်ထုတ်ထားတယ်အဲ့ဒါတစ်ချက်ပြောပြမယ်ခဏလေးနော်တသိန်းနဲ့မွေးကပြန်ကြည့်လို့မရတော့ပရီကိုပြန်ဆုပ်လိုက်လို့ရှိရင်ပြန်ဆက်နေရမှာဆိုလို့ဒီကနန်းတွဲတော့မှာပဲအောက်မှာတီးတန့်ထည့်ရေးပေးမယ်နော်ဟုတ်ပြီနော်โอเคဟုတ်ပြီအဲ့ဒါပြောပြီးွားရင်ကျွန်တော်နည်းနည်းကျွန်တော်တို့ AR တိုင်းရရေးပေးအကြောင်းလေးနည်းနည်းပြောချင်ပါတယ်နော်အခုကျွန်တော်တို့ AR တိုင်းလေးမျက်နှာမှာတာကျိုးသွားတယ်နော်အဲ့တော့လေတွေဧကထောင်ချီပြီးတော့ရေမြုပ်သွားတယ်နော်အဲ့တော့အားလုံးကဒုက္ခတွေရောက်နေတယ်ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဗျဘလူးမှကျွန်တော်တို့ပြည်သူကိုဂရုတစိုက်နဲ့ကြီးစုစောင့်ရှောက်ပေးမယ်လို့ကမရှိနေဘူးဟုတ်တယ်မလားအဲ့တော့ပြည်သူမှပြည်သူတို့ကူညီခြင်းနဲ့အဲ့တော့ကျွန်တော်မျိုးတွေတက်နိုင်သလောက်ပါဝင်ကူညီပေးကြပါလို့တောင်းဆိုခြင်းနဲ့ကျွန်တော်အလှငွေလေးတွေစုပြီးတော့ဒါရေပေးအတွက်ဘယ်လိုပြောရမလဲဆိုရင်ကူခြင်းနဲ့ပေါ့နော်အဲ့တော့ကျွန်တော်အမျိုးတွေထဲမှာအဆင်ပြေသလောက်ပေါ့နော်ကိုပါဝင်နိုင်သလောက်ပေါ့နော်ကိုတက်နိုင်သလောက်ပေါ့နော်ဘလောက်ထဲ့ပါဆိုပြီးတော့မပြောချင်ဘူးပေါ့နော်ကိုတက်နိုင်သလောက်အဆင်ပြေသလောက်ကလေးပါဝင်ပေးစေချင်ပါတယ်အားလုံးကျွန်တော်တခါမှဘလူးမြည်သူတဦးတယောက်ရှိရမှာပတ်စံလဲကျွန်တော်မတောင်းယူဘူးအကူညီလဲကျွန်တော်တခါမှမတောင်းဘူးအမျိုးတွေအသီးဆုံးပါနော်ဒါကျွန်တော်အတွက်မဟုတ်ပါဘူးနော်ကိုရေးပေးတဲ့ပြည်သူတွေအတွက်ဒါအလှငွေလေးကောက်ပေးခြင်းပါကျွန်တော် comment တွေမှာလဲတောက်လျှောက်လာပြောနေတာဥဒါရေးရာရီတိုင်းအတွက်ရေးပေးလေးကူညီပေးပါဦးပြောပေးပါဦးဥဒါလူတွေကိုဆိုပြီးတော့လာမှတ်ထားတဲ့ comment တွေတောက်လျှောက်တွေ့တယ်နော်အဲ့ဒီအတွက်ဒါကျွန်တော်ထည့်ပြီးပြောကျွန်တော်ပြောဖို့အစတည်းပြောဖို့အစီအစဉ်ရှိတယ်ဗျာအားနာလို့ဗျာဘယ်လိုပြောမလဲခုနိုင်ငံရေးအခင်းချင်းဖြစ်နေတဲ့အနေအထားမှာအားလုံးကစောက်ဝင်နေကိုယ့်အနေကိုတိုင်ပတ်ဒုက္ခရောက်နေတဲ့အချိန်မှာဘလူးရှီရမှာအကူအညီမတောင်းချင်ဘူးကွာသိရမှာအဲကြောင့်မလို့ကျွန်တော်မပြောတာပထမပြောဖို့အစီအစဉ်ရှိတယ်သူတို့လည်းသူတို့ကနေသူတို့တိုင်ပတ်နေမှာလေဆိုပြီးတော့အခုတောက်လျှောက်ပြောတဲ့ comment တွေများလာတော့ကျွန်တော်ဒါလေးကိုထည့်ပြောတာပါနော်အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ပြောချင်တာကတော့ဗျာဘယ်လိုပြောမလဲကိုတက်နိုင်တော့ပါဝင်ပေးစေချင်တာပေါ့နော်အဲ့ဒါလေးပြောချင်တာနော်နောက်ပြီးတော့အခုဒါနော်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်အခုဒီကျွန်တော်တို့ AR တိုင်းလေးမျက်နှာတာကျိုးသွားတာကပြောမှဆိုကျွန်တော်တို့နေတဲ့နေရာနဲ့ကျွန်တော်မျိုးနေရတိတ်မဝေးဘူးကတ်နေတာကျွန်တော်ကငါးသားခမှနေတာဗျာငါးသားခနဲ့ကတ်နေတာ62ခုနှစ်ပေါ့နော်1991ပေါ့နော်ကျွန်တော်တို့မမွေးခင်တစ်နှစ်လောက်အလိုမှာထိန်ကူတာတစ်ခါကျိုးဘူးတယ်3ရက်လောက်နေတော့ကျွန်တော်တို့ရှိရေးရောက်လာတယ်ကျွန်တော်တို့အိမ်နေခေါင်းအောင်မပေါ်တော့ဘူးနော်အခုထိန်ကူတဲ့ကျွန်တော်တို့လေးမျက်နှာနဲ့ပိုးနေတယ်ထင်တယ်နော်အဲ့ဒါရေကျနေတဲ့အချိန်မှာဖြစ်လို့နော်ရေတက်နေတဲ့အချိန်ဆိုရင်ရေမအထက်မှာရှိနေတဲ့အချိန်မှာဖြစ်သွားလို့ရှင်မတွေးရဲစရာပဲကုန်ပါနော်အဲ့တော့အခုမြစ်စုံကိုပြန်ဆဖို့လုပ်နေရလေစဉ်းစားလို့တော့မရဘူးဒီတာပစ္စည်းတေးသေးလေးကိုတော့မထိမ့်သိမ့်နိုင်တာဗျာနော်ဒီမြစ်စုံအကြီးကိုသူတို့ဘလို့ထိမ့်သိမ့်မလဲကျွန်တော်စဉ်းစားလို့တော့မရဘူးပြောရမယ်ဆိုရင်ဒီတာတွေ AR တိုင်းနဲ့ဒီတာတမန်တွေဆိုတာကျွန်တော်တို့ငါးသက်ခမှာလည်းရှိတယ်ဇလွန်ဘက်မှာလည်းရှိတယ်အခုလေးမျက်နှာဘက်မှာလည်းရှိတယ်နော်ဒီတာတွေကအင်္ဂလိပ်မင်းတွေလက်ထက်တွေကဒါလှုပ်ပခဲ့တဲ့တာတွေနှစ်ပေါင်းရာနဲ့ချီနေပြီရာကနန်းကျော်နေပြီအဲ့တော့တခြားတိုင်းတစ်ပါးကလာအုပ်ချုပ်တဲ့အချိန်မှာတော့နိုင်ငံအတွက်ပြည်သူအတွက်ဆိုပြီးတော့ဒါတွေလှုပ်ပေးသွားတာနော်တကယ်တမ်းဆိုလို့ရှိရင်ဒီတာတွေကနှစ်ပေါင်းရာနဲ့ချီနေပြီရာကျော်နေပြီဟုတ်တယ်မလားပြုတ်ပြင်ထိန်းသိမ်းရေးတွေလှုပ်တဲ့နေကွာဒီ10မြောင်းဝင်ကြီးဌာနအကောင်တွေဘာတွေလှုပ်နေရကျွန်တော်ပြောချင်တာမေးခွန်းထုတ်ချင်တာလေသိလားຫນွေပိုင်းမှာရေမရှိတဲ့အချိန်ရေကျနေတဲ့အချိန်ဒီတာတွေကိုစိတ်မယ်ဗျဆေးမယ်ဗျဟုတ်တယ်မလားဒါတွေဘာတစ်ခုမှမလုပ်ဘာတော့လုံးမှမလုပ်ဘူးလေသိလားတကယ်ပြောရင်စိတ်တူတယ်10မြောင်းဝင်ကြီးဌာနအကောင်ကြီးပြောတာနော်တကယ်တမ်းဆိုရင်ဒါသူများနိုင်ငံလာပြီးလှုပ်ပေးသွားတဲ့ဟာဆိုဒါနှစ်ကိုရာနဲ့ချီနေပြီတကယ်တမ်းဆိုရင်ဒါကြောက်တုံးကြီးတွေချမယ်ရေကားတွေရိုက်မယ်နော်တစ်နှစ်ကိုတမိုင်လောက်တက်နိုင်တက်မိုင်ဘာချက်နဲ့ဟုတ်တယ်မလားဒီရေကားတွေကိုလိုက်ပြီးပြင်ဆင်ပေးတင်တာအခုဆိုရင်လဲတွေဧကထောင်ချီမြုပ်သွားပြီနော်အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးရလက်ကစံစေးတွေတက်လာဖို့ရှိတယ်နော်အဲ့တော့ပို့ပြီးတော့ဒုက္ခရောက်တဲ့ရောက်လာနေပြီကျွန်တော်ပြောပြတာရှင်းရှင်းလေးရယ်နော်ဘလို့မှကျွန်တော်ပုတ်ခတ်ပြီးပြောပြရမှာမဟုတ်ဘူးတကယ်တမ်းဆိုဒီရေကားတွေကပြန်ပြီးတော့ပြင်သင့်နေတာကြာပြီတစ်နှစ်ကိုဗျာတမိုင်လောက်ပဲတက်နိုင်တမိုင်2မိုင်တက်နိုင်2မိုင်ဟုတ်တယ်မလားလှုပ်တဲ့နာဒါတွေကအောက်မှာမြို့တွေရွာတွေအများကြီးပဲရေကအပေါ်မှာတကယ်တမ်းဆိုရင်ကျွန်တော်တို့ငါးသက်ခဆိုရင်လည်းရေကအပေါ်မှာမြို့အောက်မှာ
ဖြစ်ပြီဆိုတာနဲ့မမေးနဲ့ဒေအိုးတဲ့ရေထည့်လိုက်တယ်လို့ပဲအကုန်ပါအဲ့တော့အုံနောက်တွေကလေဘလို့အုံနောက်တွေနဲ့အတိုင်းပြီးအုပ်ချုပ်နေကျွန်တော်စဉ်းစားလို့တော့မရဘူးကျွန်တော်တို့လူပိန်းပေါ့နော်ကျွန်တော်တို့လူပိန်းလူပိန်းတော်မှာဒီအနေထားလောက်ကတွေးလို့ရတယ်ဗျဟုတ်တယ်မလားနေ့ရာချီနေတဲ့ဒီတာတွေတကယ်တမ်းဆိုတာကြွက်တွင်းနေရှိမယ်ခွေးရက်တာတွေရှိမယ်ပစုံလုံးကျွင်းနေရှိမယ်မွေကျွင်းနေရှိမယ်ဟုတ်တယ်မလားဒါတွေကလိုက်စစ်ရမှာဗျာနောက်ပြီးတော့ဒီရေကားတာမဆောက်နိုင်ဘူးဆိုရင်တော့ဒီမြစ်တွေဘယ်လိုပြောမလဲတာတမန်တွေပဲ့မကြအောင်ဟုတ်တယ်မလားရေကားတာမဆောက်နိုင်သေးဘူးဆိုရင်တော့ဒါကြောက်တုံးအကြီးလိုက်ချမယ်ဒီထိုင်းမှာဆိုလို့ရှိရင်ဒီမြေကမ်းတစ်ခုပဲတွေဒီပင်လယ်ဘေးနားတွေမှာဆိုရင်ကမ်းတွေပြိုမှာဆိုလို့ကြောက်တုံးအကြီးအရင်ဆုံးလိုက်ချထားတာအများကြီးပဲပြီးမှရေကားတာလိုက်ဆောက်တာအဲပုံစံမျိုးလေးလှုပ်စေချင်တာတစ်နှစ်တစ်ခါလာရင်သဲအိတ်နဲ့ဖို့မယ်သဲအိတ်နဲ့ပဲကတ်ထားမယ်ရေတက်လာတဲ့အချိန်မှာအဖြစ်လောက်တာဗျအဖြစ်ကိုပြောချင်တာအဖြစ်လောက်တဲ့လူတွေကျွန်တော်နိုင်ငံမှာတော်တော်များရတယ်ဗျငုတ်တော့ပဲထိုင်ကြည့်နေလို့ရတယ်ဘာမှမလုပ်နိုင်တော့ဘူးဒါကျွန်တော်တို့ចောင်းသားဘွားတွေကဒါရေကင်းဆိုတာကျွန်တော်ငါးသက်ခါမှာဆိုကျွန်တော်ရေကင်းဆိုလို့ရှိရင်စောင့်ခဲ့ရဘူးလေဟိုဘက်မှာရေကများနေတုတ်iPad တော့မယ်ဆိုရင်တာတမန်တုတ်ထားသလိုပေါ့ဗျာတာတမန်သေးနေတယ်ရေကဟိုဘက်မှာအများကြီးပဲကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကိုဖြစ်နေတာဒီဘက်မှာတုတ်ထားတဲ့တမန်လေးကသေးသေးလေးတစ်လုံးပဲရှိတော့တယ်အဲ့ဒီဟာကဟိုဘက်မှာရေဝိတ်ကများနေရောရေဖီအားနဲ့တွန်းအားနဲ့မခံနိုင်ဘူးတာတွေကဟုတ်တယ်မလားအဲ့တော့မှသဲအိတ်တွေနဲ့လိုက်ဖို့ပြီးတော့ကတ်ပြီးတော့လှုပ်ထားရတယ်အရေတယ်လေကောက်တာပြိုးသွားရင်မမင်းနဲ့အခုဖြစ်သွားပြီလေဟုတ်လားကျွန်တော်ပြောတာရတဲ့ဘာကြကြတော့ဖင်ကူးထိုင်ပြီးတော့အိတ်ထဲထည့်တယ်ဗျာကြည်လားပြည်သူအကျိုးပြုလုပ်ငန်းအတွက်ကြတော့ဘာမှကောင်းကောင်းမလုပ်ပေးဘူးစိတ်တူတယ်အဲ့လိုမျိုးကြောင့်ပြောချင်တော့ဘူးတက်လား